ban gì chán là cắt đỏ thấy ai trong của dọc đỏ nè cái video khán giả này dịch thêm à được khán giả đi cao rồi bà lệ ban gì chán lệ đã cứ rồi ra đấy nó không nó được à không muốn nó mà sâu màu là u dân nó sâu màu là sâu mà ada anh neta đã nó ada anh neta đã ada anh neta đã hay gì trong dunia mà là lúc cô mà là ông xử lý aku di depan mà ông dân biểu mẹ sâu mà sao lột toa rồi nó lột toa đấy sâu mà sao lột toa đi sâu mà sao cô xí em nhai gì vậy nó cô nghe lấy xí đi đấy nó nghe lấy xí đi đấy xí cô đấy em nhai xử lý à đấy thì đuôi ya mà lấy xử lý thấy à sao đang à sao nè bà ra gì đi biển nhà xí thay mà nó bà ra cha là bà ra gì đi biển nhà xí thay màအဲ့တော့ဗာလဲတဲ့ဦးဇင်းတို့ဒီနေ့ဗာပြောချင်တယ်လဲဆိုလို့ရှိရင်ဦးဇင်းအိန္ဒိယမှာတကယ်နော်အိန္ဒိယမှာတကယ်ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကလေးရှိတစ်ခုရှိတယ်အိန္ဒိယမှာတကယ်ဖြစ်တဲ့အဖြစ်အပျက်ကလေးရှိတယ်အဲ့ဒါဗာလဲဆိုလို့ရှိရင်အခုလို့အစိုးရအကြောင်းတွေမှာဦးတောက်တမျိုးရှိတယ်ဒီဘက်ကအကြောင်းအဲ့လိုမျိုးအကြောင်းအစိုးရအကြောင်းအထက်တန်းအကြောင်းအဲ့ဒီအကြောင်းမှာဆရာမကြီးက60နာ50နာကန့်နေဟုတ်ပါ60နာကန့်နေပြီအသက်ကြီးပြီပေါ့ကျောင်းအုပ်သူအကျောင်းအုပ်ကဘာလို့လဲဆိုလို့ရှိရင်ဆရာမတွေကိုအုပ်ချုပ်တာလဲတော်တယ်စီမံခန့်ခွဲတာလဲကောင်းတယ်အုပ်ချုပ်တာလဲကောင်းတယ်အပြောဆိုလဲကောင်းတယ်เนาะအကုန်ကောင်းတယ်အဲ့မှာဆရာမအသက်50ဆရာမတယောက်ပါတယ်သူလည်းတက်ကြီးနေပြီเนาะ150ဆရာမသူလည်းအသက်ကြီးနေပြီစာအတင်ပြတအားကောင်းတာသူကနော်စာတင်ပြတအားကောင်းတယ်မရလေတဲ့ခက်ခဲတဲ့ပု္ပ္ပစာတွေဆိုလို့ရှိရင်သူကမရလွယ်အောင်ဟုတ်တယ်လေကြပြားလေးနဲ့ချပေးတယ်သူကနောက်တစ်ခါဟိုဆရာမလေးတွေဆိုလို့ရှိရင်လည်းမရတာလွယ်ကူအောင်နောက်တစ်ခါပါလဲကာယချိန်လို့ဘာလို့ညာအများကြီးပဲတောက်တမီတို့ကျောင်းမှာတင်တဲ့အမျိုးလေးပဲတင်တာပါအဲ့လိုတင်ကြတာဆရာမတွေကစာတင်ပြကောင်းတယ်တဲ့ဒါပေမဲ့ကျောင်းအုပ်ရဲ့လက်ထောက်သူ့ကျောင်းအုပ်ပေါ့နော်သူ့ကျောင်းအမတန်မှအကျင့်ဆိုးတာသူကအတန်တန်မှသူ့ကျောင်းအုပ်ကနော်သူ့ကျောင်းအုပ်ကအမတန်မှအကျင့်ဆိုးတာအဲ့တော့ဘာလို့ဆိုလဲဆိုလို့ရှိရင်ဘာလို့လဲဆိုလို့ရှိရင်ဒါကဂုံဆရာမတွေကိုဂုံတိုက်တာသူကဆရာမကြီးနဲ့ဂုံတိုက်တော့အမြင်လေးတွေနည်းနည်းဆရာမကြီးကနည်းနည်းအမြင်စူးတော့နည်းနည်းအမြင်ဘယ်လိုပြောမလဲအမြင်မကြည့်ဖြစ်သွားတာပေါ့ဆရာမကြီးအကြောင်းကိုကြည့်ရနော်အမြင်မကြည့်ရတဲ့ဒီဆရာမတွေပေါ်မှာအမြင်မကြည့်ဖြစ်နေတယ်အမြဲတမ်းဗာလဲမျက်နာက4ကောက်ချိုး5ကောက်ချိုးနဲ့ပြီးလိုက်ရင်စောက်ပြန်ကဆရာကြီးနော်သူ့အမြဲတမ်းခုံးချွတ်သူဘေးဆရာမနဲ့မှမတည့်ဘူးအေရီယာသူ့เจ้าဥကနော်ဘယ်သူနဲ့မှမတည့်ဘူးဆရာမတွေကလည်းနော်ဗာလဲသူ့ကိုနော်မကြောက်ပေမဲ့ဘာလို့လဲသူเจ้าအုပ်ဆိုနည်းနည်းတော့လေးစားရတာပေါ့နော်လေးစားရတယ်ပြန်မပြောနိုင်ဘူးပြန်မပြောချင်ကြဘူးပေါ့နော်အဲ့လိုအလိုက်ထိုက်ကလေးသူပြောသလိုပဲခံယူကြတယ်ပေါ့ဒါအဲ့နဲ့ဘယ်လိုပြောလဲဆိုလို့ရှိရင်အဲ့မြို့နယ်ကနေပြီးတော့မှလာကြတယ်တဲ့မြို့နယ်ကနေလာပြီးတော့မှဒီဆရာမတွေကအတင်ပြမကောင်းဘူးဘာညာဘုံချောလိုက်တဲ့ခါကျတော့ကလေးတွေကလည်းစိတ်ဓာတ်တွေပြက်စီးနေသွားပြီလို့ဆိုပြီးတော့မှဘာလို့တလဲလာခဲ့တာပေါ့ကျောင်းကိုလာစစ်တော့အဲ့ဒီခုနကတက်ကြီးငါအသက်50ဆရာမကဘာပြောကြပြားလေးနဲ့စာချနေတာနော်ကြပြားလေးနဲ့စာချနေတာအမတန်မှခက်ခဲတဲ့စာပုဒ်တွေကိုသူကလင်္ကာကြပြားလေးတွေနဲ့အဲ့လိုကြပြားလေးနဲ့ချပေးနေရတော့ခါကျတော့ကျောင်းသားတယောက်ကသူကအိမ်ငှက်ပြီးတော့မှသူတွေးကြင်ရတယ်တွေးတာသူရဲ့ကျောင်းသားနော်ကျောင်းသူမဟုတ်ကျောင်းသားကသူတွေးကြင်ရတယ်တွေးနေတာအပြင်ငေးကြည့်လို့ငေးနေတာသူကအပြင်ငေးရင်လည်းငေးနေတာသူစိတ်ထဲမှာတွေးကြင်ရတယ်တွေးနေတာကျောင်းကလာတော့ကျောင်းစစ်တွေကလာတာပေါ့နော်ကျောင်းစစ်တွေကမြို့နယ်ကကျောင်းစစ်တွေလာတာဆိုတော့ဆရာကြီးနဲ့ကျောင်းအုပ်သူကျောင်းအုပ်ရောအဲ့ဒီကျောင်းအုပ်ဆရာမကြီးရောလာပြီးတော့မှအခန်းထဲကိုရောက်ခဲ့ကြတာနော်ခန်းထဲကိုရောက်လာကြတာဘာလို့နော်ရောက်လာကြတာနော်ရောက်လာတော့ခါကျတော့စစ်တာပေါ့စစ်တော့ခါကျတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်
ခုနတော့ငီးလို့ငိုင်းလို့နေတဲ့ဆရာမတယောက်ကိုကျောင်းသားတယောက်ကိုထားပြီးတော့မှကျန်တဲ့ကလေးတွေကနော်ဆရာမရဲ့ပြင်လိုက်တာအကုန်လုံးမှတ်မိတယ်အားလုံးကပျော်လို့ရှင်လို့နော်ပျော်လို့ရှင်လို့ခုနတော့ကျောင်းသားလေးကိုထားလို့မေးငီးလို့ငိုင်းလို့နေတဲ့ကျောင်းသားကိုဟုတ်တယ်ထားဆိုပြီးတော့မှသူမေးခုနတင်တဲ့စာအကုန်လုံးဖြတ်လိုက်တာဒီကျောင်းကအကုန်ဖြတ်ပြီးတော့မှအဲ့ဒါမေးတာဘောမှာကြောက်တင်ဘောမှာတင်ကြောက်တင်ဘောမှာရေးထားတာလေအကုန်ဖြတ်ပြီးတော့မှခုနတော့တင်တဲ့စာကိုပြန်တစ်ခေါက်တော့ရှင်းပြပါသမ်းပါတဲ့ကျောင်းသားတွေကနေပြီးတော့မှကျောင်းသားတွေကနေပြီးတော့မှရှင်းပြသမ်းပါတဲ့ခုနတော့ကျောင်းသားလေးကိုရွေးလိုက်တာသူကဘာလုပ်နေတာလဲငေးနေတာလေသူကဘာမင်းကိုငေးနေတာသူကမတီးဘူးသူကငေးနေတာဆိုသူ့တော့သူကအဲ့မုံစုံဘွားနဲ့ဘာသူချီဘာလို့ဘာလားဘာသူဘာပြောမှလည်းမတီးဘူးသူ့ကိုမေးတော့သူကလည်းခုနတော့တင်တဲ့စာဆိုသူကမတီးဘူးပေါ့ဒါပေမဲ့သူကဘာလုပ်တယ်ဆရာမကြီးရဲ့ကြပြာလေးတွေကိုသူကအုံတော်ထဲကိုရောက်တစ်ချက်မရောက်တစ်ချက်တော့ရှိသေးတယ်လေသူကဆရာမကြီးရဲ့ဆရာမကြီးရဲ့ကြပြာလေးတွေကအုံတော်ထဲကိုမရောက်တစ်ချက်ရောက်တစ်ချက်ဆိုတော့အဲ့မှာဘောကိုတွားပြီးတော့မှသူကအဲ့ကြပြာလေးကိုစိတ်ထဲကနေယူပြီးတော့မှဘောမှာလိုလေးတွေတော့ဦးဒီလိုပဲတိမလဲလိုလေးတွေချစ်လိုက်တယ်ပဲနော်အဲ့လိုလေးတွေပုံလေးတွေဆွဲပြတယ်တဲ့အပုံလေးတွေဆွဲပြတော့ဆိုတော့ဟိုလိုမျိုးပေါ့နော်ဘယ်လိုပြောမလဲဆိုတော့တောက်တမီးတို့တင်ရတဲ့စာတွေပေါ့အဲ့လိုမျိုးလေးတွေလို့ပေါ့အဲ့လိုမျိုးအဲ့တော့ဘာလို့တလဲဆိုလို့ရှိရင်တကယ်တမ်းကျတော့ဒီဆရာမအတင်ပြကောင်းပါတယ်တဲ့ဒါပေမဲ့ခေဟောင်းကတင်စနစ်တွေပဲတဲ့မကောင်းဘူးတဲ့နော်ခေဟောင်းကတင်စနစ်တွေပဲတဲ့မကောင်းဘူးဆိုပြီးမှခြုံတော့လို့သေးတာလူเจ้าကအမြင်ကဆရာတားကောင်းတယ်နော်လူเจ้าကအမြင်ကဆရာကောင်းတယ်ဘာပြောတာလို့ဘာပြောနေကြတာလဲနောက်တော့ဘာလုပ်တယ်လဲဖြစ်တော့တယ်လဲဆိုရင်အဲ့ဘယ်လိုနောက်တော့ဘယ်လိုပြောမလဲအမျိုးမျိုးဆရာမတွေကိုမနေနိုင်အောင်ပေါ့နော်သူကဘာလုပ်တာလဲမနေနိုင်အောင်နှိပ်စက်တာပေါ့ကျောင်းထဲမှာဆိုလို့ရှိရင်ဆရာမတွေကထိုင်လို့မရတော့ဘူးကလာကားနဲ့များတူတော့ဘီလာတူစကားရိုက်ထားတဲ့တူရတာငါစိုက်စကားရိုက်ထားဟုတ်တယ်နော်အဲ့မပြောလိုက်ပါတော့မယ်ပြောပြီးနော်အမှမြင်လဲဦးစင်းစကားတော့မသိဘူးနာမည်မသိဘူးဒါပေမဲ့ဦးစင်းကစောက်ထဲမှာမှတ်ထားတာရှိတယ်အဲ့တော့ဗာလဲဆိုတော့ဘာဟုတ်တယ်လဲဆရာမတွေထိုင်လို့မရအောင်ကျောင်းမှာဆရာမတွေထိုင်စရာမရှိအောင်ကျောင်းမှာထိုင်လို့နေမထားဘူးရုံခန်းထဲမှာပဲထားတယ်အဲ့တော့ဘာလို့လဲအတက်ကြီးဆရာမကြီးကဘာဖြစ်လဲညင်အောင်ပြီပေါ့တနေကုန်ဆရာဟိုတခန်းဝင်တခန်းထွက်ဟုတ်လားတခန်းဝင်တခန်းထွက်စာတွေပြဟိုဆရာမလေးတွေဆိုလို့ရှိရင်လည်းဗျနော်သူ့ချိန်နဲ့သူပင်ပန်းလို့တစ်ချိန်လုံးမနာရဘူးပေါ့နောက်တစ်ခါနာရမယ့်ချိန်တွေကလည်းမနာရဘူးဒီချိန်ကတော့ဝင်ပြီးတော့ဒီတူချောင်းအိုးရဲ့အစားတွေလည်းဝင်ပေးရတယ်ဆရာမလေးတွေကနော်ဆရာမလေးတွေကအမတန်မှနော်ချစ်စရာကောင်းတယ်နော်ဆရာမတွေကစိတ်ပြီးခံမှုလားနော်ဆရာမကျန်တဲ့လူတွေပြီးမခံနိုင်ဘူးနော်ဆရာမလေးတွေပဲပြီးခံနိုင်တာဆရာတွေကိုမပြောထားဘူးအေးဆောင်မှာအေးဆောင်ပြောတော့ကျန်တဲ့နေရာမှာတော့မသိဘူးဘုရားအခုကဒီဆရာမတွေအကြောင်းကိုပြောထားတဲ့အကြောင်းဦးစင်းကဒါတော့တမီးတို့နဲ့ကြိုက်သွားတဲ့အကြောင်းကိုပြောပြတာအဲ့ဒါဗာလဲဆိုတော့တနေ့တော့မလုပ်တယ်လဲဆိုတော့သူ့မှာဖျားတာပေါ့အဲ့ပင်မန်းလုံးလို့နော်အိမ်မှာလည်းအလုပ်တွေလုပ်ရသေးတယ်တဲ့ဆရာမကြီးကနော်ကျန်တာတွေဦးစင်းမသိဘူးဆရာမကြီးကအိမ်ပါလဲပါပင်မန်းတယ်ပြီးတော့ကျူရှင်တွေလည်းပြရတယ်တဲ့သူကကျူရှင်အဲ့မှာရေးထားတာတော့ဘယ်လိုပဲအားလက်ချိန်ပေါ့အားလက်ချိန်လေးတွေကိုပို့ပြီးတော့မှစာပြပေးရတယ်လို့ပြောတယ်အဲ့တော့ဆရာမကြီးကတနေ့ကိုညအိမ်ချိန်ထိပေါ့နော်စာတွေတင်ပေးနေရတာနော်ပင်မန်းပြီပေါ့အိမ်လုပ်တွေလည်းလုပ်ပေးရသေးတယ်နော်အိမ်လုပ်တွေလည်းလုပ်ပေးရသေးတယ်ကျောင်းစာလည်းတင်ရသေးတယ်ထိုင်လည်းမထိုင်ရဘူးအချိန်ပိုတွေလည်းဝင်ပေးရသေးတယ်အဲဆိုတော့ဆရာမကြီးကမပင်မဘူးလားပင်မန်းတာပေါ့ပင်မန်းတော့ဘာဖြစ်တယ်လဲဆိုတော့ဖြားတာသူကဖြားတော့လေနည်းနည်းလေးတော့ကြာသွားတယ်တဲ့နည်းနည်းလေးတော့ကြာတော့ကျောင်းဆရာမကြီးကတော့မဆူဘူးတဲ့ဒါပေမဲ့ဒီကျောင်းကသူ့ကိုသွားဆူရတယ်ပေါ့နော်ဘာဖြစ်လို့နောက်ကြာရတာလဲဘာဖြစ်တယ်လဲညာဖြစ်တယ်လဲနော်အဲ့လိုစောသွားဆူတယ်ဒါပေမဲ့သူကဖြားလို့ပါနည်းနည်းလေးတော့ကြာသွားတာပါပြောတော့လည်းမရဘူးနော်ဟေးကလေးဟေးဒီကလေးလဲလားအဲ့နော်အဲ့ဒါဘာလဲဆိုရင်အဲ့တော့ဖြားတော့သူ့မှာဘာလဲတင်မန်းတော့စာတင်ရကြီးနော်စာတင်ရကြီးပါဆိုတော့လဲသွားတာလဲသွားတာတတိမေ့သွားတာနော်တတိလေးဘာဘယ်သွားတာတော့အရေးပေါ်
ပြေးသွားတာလဲဆေးရုံသွားပြီ